OutDV ဆိုတာရေပုံအဖြစ်fruit brandy လို့ပဲဘာသာပြန်မှာနော် OutDV ကပြင်းစကားဖြစ်ပြီးတော့ Ox ဆိုတာက water D ဆိုတာက of VIV ဆိုတာကဒါ life ကိုပြောတာပေါ့ water of life လို့အဓိပ္ပာယ်ရပါတယ်အရင်ပြောခဲ့ပူပါတယ်အတီးရချက်ရင် brandy လို့ခေါ်ပါတယ်စပီတီးရချက်တဲ့ဟာအဓိကပါဒီ brandy ကအတီးရချက်တယ်ပေါ့နော်အတီးရချက်စပီဝိုင်ရချက်တာဆိုပေမဲ့ပေါင်းအိုးကနေဒါရိုက်ကြကားစားရက်ကလေးပေါ့နော်ဘယ်ရက်ပဲဖြစ်ဘာပဲဖြစ်ဘယ်ရက်ပဲကြလာရင်သူကအယောင်ကအရေးအနှက်နဲမယ်ဟိုဖြစ်မယ်အယောင်မပါဘူးပေါ့နော်အဲ့ဒါကိုအရက်ဖြူတန်းလို့ခေါ်တယ်ဒါကျွန်တော်နိုင်ငံမှာလည်းပေါင်းဝကြလိုက်ခါအရက်ဖြူတန်းမယ်ပေါ့နော်ဟိုတောတွေမှာဆိုအစီဇက်လို့ခေါ်တာပေါ့နော်ဒါအရက်ဖြူအယ်ကိုဟောသိမ့်တတ်မယ်အဲ့ဒါကိုတို့နိုင်ငံမှာနက်အရက်ဆိုပြီးတော့ရောင်းတယ်နက်ဝိုင်ဆိုပြီးရောင်းတယ်ပေါ့နော်ဝိုင်တော့မဟုတ်ဘူးမကြီးရက်နက်အရက်ဆိုပြီးတော့ရောင်းတယ်မကြီးရက်ကကြတော့မကြီးဒီအနှံ့ထည့်ထားတဲ့အရက်ပေါ့နော်ကျွန်တော်စိုက်ကားဂိတ်တွေမှာရောင်းတယ်ပေါ့ဗျာဒါပေမဲ့သူဒီအရက်ဖြူတန်းမဟုတ်တော့ဘူးဗာလဲသူကရောထားတာအယောင်ထည့်ထားတဲ့ဟာဖြစ်သွားပြီအဲ့တော့ဟိုဝိုင်ကနေချက်တဲ့ပထမကြလာတဲ့အယ်ကိုဟောကိုသူတို့ကလောလောဆယ်မှာ OutDV လို့ခေါ်ပါတယ်ပြင်သစ်တွေက OutDV ဆိုတာ water of life ပေါ့နော်ရက်ဖြူတန့်ပဲလောလောဆယ်ပြောပါစို့ပေါ့နော်အဲ့ OutDV ကိုမှကျွန်တော်တို့က brandy ဖြစ်ချင်ရင်ဒီပြင်သစ်နိုင်ငံထုတ်တဲ့တစ်သားစီတွေရှိ limousine လို့ခေါ်တစ်သားစီထဲမှာ4နှစ်5နှစ်6နှစ်9နှစ်အဲ့လိုနှစ်ချို့ရတာပေါ့နော်အဲ့လိုနှစ်ချို့ပြီးတော့မှသူ process တိုင်း brand content လုပ်တဲ့ process တိုင်းသူတို့တွေဖန်မောင်းကြောင်ဖန်အိုးကြီးထဲမှာထည့်မယ် blend မယ်ပြီးရင် color တင်တယ်ပေါ့နော် color တင်ပြီးတော့ဒါပလင်းသွင်းရောင်းတာပေါ့လေသူ့ရဲ့သတ်မှတ်ချက်တွေတော့ရှိတာပေါ့ XO တို့ VSOP တို့เนาะအဲ့လိုအဆက်အစားရှိတာပေါ့လေနှစ်ချို့တကယ်လို့တစ်သားစီထဲမှာနှစ်မချို့ရသေးတဲ့ရွေးသူကဘာလို့ခေါ်မလဲOutDV ပဲခေါ်မှာနော် OutDV ကကျတော့တရားစီထဲမှာနင်းမချဘူး stainless steel ထဲမှာထည့်မယ်ပြီးရင် pan plane ထဲမှာထည့်ရမယ်လှောင်ထားတာပေါ့နော်အဲ့တော့ OutDV ကတရားစီထဲမှာထည့်ရသေးတဲ့ fruit based spirit နော်ပြင်သစ်တီပြောတဲ့ OutDV ကကြတော့ပလင်းလေရှည်ပလင်းလေးတွေမှာပေါ့နော်သူတို့ထည့်ပြီးတောက်ကြတာပေါ့နော်အဲ့ဒါ OutDV လို့ခေါ်တယ်အဲ့ OutDV က fruit brandy ဆိုပေမဲ့ဒီစပီတီဝိုင်ကချက်တဲ့ OutDV ကနေပါတယ်မရှိပါဘူးသူတို့စပီတီမဟုတ်တဲ့အတီးရချက်တဲ့အဲ့လိုမျိုး fruit brandy ပေါ့အဲ့ OutDV ကိုတောက်ကြတာများပါတယ်အဲ့ဒီ OutDV တွေကတော့ OutDV ဒီပဲပေါ့နော်တော်ဒီ OutDV ဒီ framboise raspberry OutDV ဒီ apple OutDV ဒီ miraba OutDV ဒီ peach အစားရှိတယ်အသီးလေးတွေပေါ့ OutDV ဒီ raspberry blackberry အစားရှိမှာပေါ့နော်အဲ့ဒီပလင်းလေးအရသာလေးတွေနဲ့OutDV လောက်ကြတာပေါ့နော်peach လိုမျိုးမမွန်ဒီတို့မမန်းဒီတို့ကတော့အချိုဓာတ်ရှိတဲ့အတွက်အဲ့ဒီအသီးကနေ brand ဟောalcohol ထုတ်လို့ရပါမယ် strawberry တို့လို raspberry တို့လို berry သီးလေးတွေကအချိုဓာတ်ရက်ချက်လောက်အချိုဓာတ်မရှိတဲ့ခါကျတော့သူတို့ကဒီ wine ကစပင်း wine ကချက်တဲ့ဒီ OutDV တွေကို soaking လုပ်ပြီးတော့ပေါ့နော် fusion လုပ်ပြီးတော့အဲ့ဒီအရသာလေးဖြစ်အောင်လုပ်ပြီးတော့ပလင်းသွင်းတယ်ပေါ့နော် OutDV နဲ့ brandy မတူတာကတော့OutDV ကတစ်သားစီမှာထည့်ပြီးနှစ်မချိုးဘူးတချို့ producer တွေကတော့ဟိုနှစ်ချိုးတဲ့ဟာမျိုးလေးတွေတော့ရှိလာတယ်လို့ပြောတာပါတယ်ပြီးတော့သူက colorless ဖြစ်မယ်ပြီးရင်ရေခဲတက်မှာထည့်ပြီးအေးခံသုံးဆောင်နေဒီ original အသီးရဲ့အရသာလေး freshness တွေနဲ့တောက်လို့ကောင်းတဲ့ဟောအေးခံတောက်တဲ့fruit brandy ဒီမျိုးဖြစ်ပါတယ်ပုံမှာပါတဲ့အတိုင်းဒီအဲဒီ OutDV ထုတ်လုပ်တဲ့သူတွေကအသီးလေးတွေမှာမမန်းသီးတော်သီးလေးတွေကိုပလင်းသီးကင်းဘွားမှာပလင်းမှာသွားဆွတ်ထားပြီးတော့အသီးကင်းကြီးလာတဲ့ခါကျတော့ပလင်းထဲမှာပဲအသီးလေးနဲ့ဖြစ်နေတာပေါ့နော်အဲ့ဒါလေးတွေကိုဟိုအညာချွေပြီးတော့ပြီးတော့ဟိုသူတို့ရက်သက်ဆိုင်ရာအရက်ထည့်ပြီးတော့ထုတ်ရောင်းကြတာပေါ့နော် marketing အမြင်ပဒါရလည်းကောင်းပြီးတော့fresh ဖြစ်တဲ့ drink လေးတွေပါ Prochaine étape consiste à vider l'alcool et de la remplacer par de la ouiamine à 43% volume d'alcool. Tout l'étiquetage sera fait de manière manuelle et artisanale. Who hadn't heard of it, didn't care about it.